တိုင်းပြောမယ်ဒုမမနဲ့တွေ့ရှင်ဒုမဟယ်လို ဟဲ့မရောက်သေးဘူးလားဒီမှာလူတွေဖုန်းနေပြီတဝဲကြံတော့တာ ဟာရောက်တော့မှငါရောက်ခံနေလာနေပြီနော် ဟာအေးညလာအဲ့နေကိုနေဘလိုက်ကိုကင်မရာကိုယူခဲ့တာနေကင်မရာမှာလာနော် အေးဟုတ်အေးငါပြန်ယူလိုက်မယ်ဟာနေရလေခဏပဲနော် နေကလုံးလိုက်အဲ့လိုကြီးတော့အညံတော့အင်းနဲ့လာလိုက်မလူဆုံးလို့ပါပြီဆိုက ဟောအေးပြောငါပြန်ယူလိုက်မယ်ရတော့မရအများကြီးပြန်ရှုပ် ဘာနေပါလဲ လဲနာဟဲငါတကြံတော့လဲတာအဲ့ဒါ vlog လေးရဲ့ချင်လို့ငါ့ကိုဒါလေးငါပါလား ဟာဒီကဘွဲလုံးနေအဲ့ရေစုံမခံတာရေစုံမပြောတော့ဘူး ဟောဆိုဘယ်ရွေးမှလဲနေရအများကြီးပဲ အဲ့ဆိုလို့ရှိရင်ဒီမှာ Insta 3C85 ပါဒီကောင်ကနေလူကြထဲမှာအပေါ်စီကနေ drone shot လုပ်မိကြလိမ့်ရတယ်ဒါပေမဲ့အဲ့ဒီကောင်ကဘယ်နှထိုင်းလဲမသိတယ်တိုက်ချလိုက်တော့ ဟောနေလေနှောက်ကြနေပါဆိုမှဘလို့ရှာလို့ရတော့မတခြားပဲ အဲ့ဆိုလို့ရှိရင်ဒီမှာ Osmo 360ရှိရယ် Osmo 360က A5 နဲ့တူတူပဲဒါပေမဲ့ဒီကောင်ကအဲ့ဒီကောင်မလို့တော့ မိုက်တယ် 2 seconds later. ဟောတော့ရမကြရဘူးကလည်းကြီးတယ် ငါကြီးကိုများတယ်အော်ဒီမှာအရှင်စစ်ဒီကောင် stabilization ကောင်းတော့နေတကြံလိန်နေနဲ့ကပဲကခုံမဲခုံညနေမှာပြီးကောင်တော့ငြိမ်နေလိမ့်မယ်အဲ့မှာမဟုတ်ဆိုလို့ရှိရင်ဒီမှာအရှင်4ရဲ့အရှင်5ဘူးရဆိုပြီးရှိတယ်ဒီကောင်ဆိုတနေ့မှငါဝယ်ထားတာခေါင်းတော့မဟုတ်သေးဘူးနေစင်ပြယူရတာနေပြောတော့ပြောမလားစင်နော်ကြောက်ဝိုင်းငါပြန်ယူပေးရမှာ ပြက်ကွယ်ကနေခလေးမမဟုတ်တာ ဒီကောင်ညလုံးပြင်းစင်သွားနေဆိုနေအောင်နေပြည့်ချိန်တာ နေရလေပြောစရာလား နေပြကနေဖိနေလိုက်ပါနော် တိုင်မို့အဲ့လိုနေအဖေကိုတင်တန်းကြီးလို့ပြောပြီးကင်မရာကိုပိုးရတိုင်းငါပြန်တိုင်းမှာပေါ့ စတာပါ သွားချိုးအခုပြပြပေးသွားတာလေးကတော့ DJI Osmo 360 Insta 360 H5 DJI Osmo Action 4 Action 5 Pro နဲ့ DJI Osmo Action 6တို့ဖြစ်ပါတယ်။ Second House customer တွေကတော့တကြံမှာ vlog လေးရိုက်ဖို့အတွက်ဘာယူသွားခြင်းလဲ။ Ruby ကတော့ Action 6လေးယူပြီးသွားလိုက်ပါဦးမယ်။